金叶树，哦，金叶树，哦，金叶树，金树家，不如我吃饱嘞。ဒီနေ့မှာစိတ်မသာညီးသွားတော့သူများနူးညံ့တိမ်မွေ့တော့သူများနဲ့ဖျားသခင်သားများဟုခေါ်ချင်းခံရသည့်ရန်ငိမ့်စေတတ်တော့သူဖြစ်၍ဖြစ်ချင်းကောင်းကြီးမင်္ဂလာပေါ့နော်ဆိုတော့စိတ်မသာညီးသွားခြင်းနူးညံ့တိမ်မွေ့တော့သူများစိတ်မသာညီးသွားတော့သူများလို့ပြောတဲ့ခါမှာဒီຢာကဖျားသားများဟုခေါ်ချင်းခံရဖို့လို့ငါရန်ငိမ့်စေတတ်တော့သူများဖြစ်တဲ့အခါမှာကျွန်တော်ကကောင်းကြီးမင်္ဂလာကိုရရှိတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မတေအခန်းကြီးကအငယ်လေးမှာဆိုစိတ်မသာညီးသွားမိတန်းတော်သူတို့ဒီမင်္ဂလာရှိကြတယ်အကြောင်းမူကားသူတို့ဒီတက်တာချင်းတို့ယောက်ျားရလက်တန်းလို့ပြောတယ်ပေါ့နော်ဆိုတော့စိတ်မသာညီးသွားတယ်ဆိုတော့ကျွန်တော်ဘယ်လိုမျိုးကိုခေါ်လေးပေါ့နော်ယနေ့ခေတ်ကာလဆိုင်ရာ၌ကျွန်တော်တို့ခေတ်ကာလဆိုင်ရာ၌ဖယားသခင်ရဲ့စီမံတတ်မှတ်ထားတဲ့စီမံကိန်းနဲ့လွေးချိုပြီးတော့မှရပ်တည်နေကြတဲ့ယနေ့ဖယားသခင်ကိုယုံကြည်တော်သားသမီးများပင်နေယနေ့ဖယားသခင်ရဲ့စီမံကိန်းများနဲ့လွေးချိုနေကြတဲ့အကြောင်းအရာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ကအိုးသခင်ယေရှုဆိုပြီးတော့ခေါ်ပြီးတော့မှကျွန်တော်တို့ကဖယားသခင်၌ဝိညာဉ်ထံပြန်လာတတ်တော်အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ယနေ့ကျွန်တော်ကညီးသွားတယ်လို့ပြောတဲ့ခါမှာနော်အကြောင်းအရာအများကြီးရှိတယ်ပေါ့နော်ယနေ့ကျွန်တော်မှာဒီကိလိုပဲကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်မယ်ကျွန်တော်အခြေအနေပေါင်းများစွာကိုကြည့်ခြင်းအဖြစ်ယနေ့ဖယားသခင်ကိုစန့်ကျင်ပုံကန်နေကြပါလားဆိုတဲ့အရာပေါ်၌ကျွန်တော်ကစိတ်မသာညီးသွားရမှာဖြစ်ပါတယ်ဒီຢာတို့ကတက်တာချင်းကိုရောက်မယ်လို့ပြောတယ်ပေါ့နော်တက်တာတွေဆိုသခင်ယေရှုလူတွေအကျင့်ကြွလာတဲ့ခါမှာကျွန်တော်တို့ပျော်ရွှင်ဝမ်းမြောက်စရာထာဝရ၌တက်ဆိုင်သောငြိမ်သက်ခြင်းကိုဖယားပေးပိုင်နေဆိုတဲ့ကောင်းကြီးမင်္ဂလာပေါ်၌ကျွန်တော်ကစိတ်မသာညီးသွားရမှာဖြစ်ပါတယ်နောက်တစ်ခုကနူးညံ့တိမ်မွေ့တယ်ပေါ့နော်နူးညံ့တိမ်မွေ့တယ်ဆိုတာကအခြားသူတွေပေါ်၌ကျွန်တော်ကပစ္စအကြောင်းအရာတစ်ခုခုအပေါ်၌ကျွန်တော်ကသူတို့ကိုနူးညံ့တိမ်မွေ့ဆိုတာဆက်ဆံပြောဆိုရပါမယ်ကျွန်တော်ရဲ့ပြောဆိုခြင်းကအခြားသူတွေကိုစိတ်ခုစရာဖြစ်နေမင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘုရားလက္ခဏာများမှတစ်ခုဖြစ်တဲ့နူးညံ့တိမ်မွေ့တို့သူများဖြစ်ဖို့လို့ငါကျွန်တော်ကဝေးကွာနေတာဖြစ်ပါတယ်အလံဝေးနေတာဖြစ်ပါတယ်ယနေ့ကျွန်တော်ကအခြားသူတွေပေါ်၌ဂရုဏာတက်ရောက်စွာစီရင်ပြီးတော့မှပြောဆိုပြီးတော့မှမိမိကိုယ်၌တင်းကျပ်စွာကျွန်တော်ကစီရင်ရမယ်တက်ရှင်ရမယ်လှုပ်ရှားရမယ်ပြောဆိုရမယ်တွားလာရမယ်ဒီຢာကကျွန်တော်တို့ကဖယားသားများဆိုတဲ့အရာပေါ်၌ကျွန်တော်ကိုခေါ်ဆောင်နေခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ရန်ငိမ့်စေတတ်တို့ရန်ငိမ့်စေတတ်တယ်လို့ပြောတဲ့ကျွန်တော်တို့အခြားသောအကြောင်းအရာများတစ်ခုခု၌ကျွန်တော်ဖြစ်တည်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ကရန်ငိမ့်တို့သူဖြစ်ရကျွန်တော်ကတိုက်ချင်းခိုက်ချင်းအခြားသူတွေကကျွန်တော်တို့ကိုမကောင်းတာပြောတဲ့အတွက်ကြောင့်ကျွန်တော်ပြန်လဲတိုက်ခိုက်ခြင်းတွန်းလှန်ခြင်းမဟုတ်ဘဲနဲ့ဖယားသခင်၌သားများဤအဖေး၌ကျွန်တော်တို့ရှိခြင်းအဖြစ်ဒီရန်ငိမ့်စေတတ်တို့ဖြစ်ရမယ်နော်ကျွန်တော်တို့ကိုတစုံတစ်ခုတော့အကြောင်းအရာထဲ၌ခေါ်ဆောင်သွားပြီးတော့မှဒီຢာမှာကျွန်တော်တို့အဖို့အထက်အစင်မပြေမှုတွေကြုံတဲ့အခါမှာလေဒီຢာဖယားရဲ့အလိုတော်ပါလားအရာခတ်တဲ့ကကျွန်တော်တို့ဖယားပြင်ဆင်ပေးနေတဲ့ဖယားတမတ်တော်စံချိန်၌စံချိန်ဝင်ဖို့လို့ငါစံမီဖို့လို့ငါကျွန်တော်တို့ကိုပြုလို့လှုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာပေါ်၌ကျွန်တော်ကအကောင်းစွာနားလည်ပြီးတော့မှရန်ငိမ့်စေတတ်တို့ဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရမှာဖယားသခင်ယေရှုတို့ကိုချီးမွမ်းပါတယ်စိတ်မသာညီးသွားတယ်ဆိုတာကဆောနာပြောတယ်လို့ပဲခေတ်ကာလဆိုင်၌ဖယားသခင်ရဲ့စီမံကိန်းနဲ့လွေးချုံနေကြတယ်ဖယားတမတ်ထားတဲ့ပန်းတိုင်၌ဝေးကွာနေကြတယ်အရာပေါ်၌ကျွန်တော်တို့စစ်မှန်စွာအရှိတူတွေပေါ်၌ကျွန်တော်ကစိတ်မသာညီးတွားရမှာဖြစ်ပါတယ်ဒီအကြောင်းအရာဖြစ်ပြီးတော့မှနူးညံ့တိမ်မွေ့ခြင်းကတော့ကျွန်တော်တို့ဒီအခြားသူတွေပေါ်၌ကျွန်တော်ကနူးညံ့စွာပြောဆိုဆက်ဆံရမယ်နောက်မှရန်ငိမ့်စေတတ်တို့ဖြစ်ရမယ်ကျွန်တော်ကမိမိတို့ဘေးအကြောင်းအရာပဲဝင်လာကောင်းဒီဖြစ်စေဆိုးဒီဖြစ်စေကျွန်တော်ကလက်ခံနိုင်တော့ဝိညာဉ်နဲ့တူဘုရားနဲ့တူအသက်ရှင်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီຢာတွေကဘုရားတခင်ရဲ့သားများလို့ခေါ်ချင်းခံထိုက်ဖို့လို့ငါကောင်းကြီးမင်္ဂလာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကစိတ်မသာညီးတွားခြင်းမရှိဘူးနူးညံ့တိမ်မွေ့ခြင်းမရှိဘူးညံ့ငိမ့်စေတတ်တို့သူမဖြစ်ဘူးဆိုလို့ရှိရင်တော့ဘုရားသခင်ရဲ့သားများဟုခေါ်ဖို့လို့ငါခေါ်ခံထိုက်တော့သူများဖြစ်ဖို့ကောင်းကြီးမင်္ဂလာဆိုတဲ့ဒီအရာ၃ခုကိုရှင်တန်ဖို့အင်မတန်မှခေရတဲ့အရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ညီကိုညီမတို့ဘုရားသခင်ရဲ့သားများကိုခေါ်ထိုက်ဖို့လို့ငါဒီစိတ်မသာညီးတွားတဲ့ပထမချက်ဒုတိယချက်ကနူးညံ့တိမ်မွေ့ရမယ်တတိယချက်ကရန်ငိမ့်စေတတ်တို့ဖြစ်ဖို့လို့ငါဘုရားရဲ့သားများဟုခေါ်ထိုက်တော့သူများဖြစ်ဖို့ပြင်ဆင်တင်ယူတော့သူများဖြစ်အောင်အာမင်